တွင်မှာပါယာယီစေယုံတွေဖွင့်လှစ်ပြီးသူတို့စစ်သားတွေကိုထားထားရတယ်ဆိုပါတယ်တင်းနိုင်တိုင်းတဝဲမြို့နယ်ကနေဘိတ်ဘက်ကိုငွေဆက်ကူတစ်တာတွေနဲ့အတူအကြက်ဖက်စစ်ကောင်စီတပ်သားတွေပါလိုက်ပါလာတဲ့ဆက်လီကိုတော်လိုင်းရေးပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအယောက်20ဝန်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဆက်လီလည်း RPG ထိမှန်ပြီးမိလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပဲခူးတိုင်းကဗတောင်းမြို့နယ်မှာအာရကတတော် A နဲ့ PDF ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာအုတ်ရှစ်ပင်မြို့အနီးကိုရောက်ရှိလာပြီးစစ်ကောင်စီဘက်ကတိုက်ပွဲတွေအတွင်းသေတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတာဟာဆေးရုံတော့မလောက်တဲ့အထိဖြစ်နေတဲ့အတွက်ပြည်တက္ကသနဲ့မြို့တော်ခမ်းမတွင်မှာပါယာယီဆေးရုံတွေဖွင့်လှစ်ပြီးသူတို့စစ်သားတွေကိုထားထားရတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိအုတ်ရှစ်ပင်မြို့အနီးအထိအာရကတတော် A နဲ့ PDF ပူပေါင်းတပ်တွေရဲ့ထိုးစစ်တွေဟာအရှိန်ဟုန်ပြင်းပြင်းနဲ့ကိုရောက်ရှိနေပြီဖြစ်တယ်လို့စစ်ကောင်စီကတော့အုတ်ရှစ်ပင်မြို့ပေါ်အထိပြန်လဲဆုတ်ခွာနေရပြီလို့ဒေသခံပြည်သူတွေကလည်းပြောထားသလိုစစ်တပ်သတင်းရင်းမြစ်ကလည်းပြောထားပါတယ်တစ်ဖက်မှာလည်းအဲ့ဒီဗရောင်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ညောင်ကျိုးတပ်စကန်ကြီးကိုအာရကတတော် A နဲ့ PDF ပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေပြီးအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတောက်တောက်ကိုများနေတဲ့အပြင်ဒဏ်ရာရတဲ့သူတွေဟာလည်းရေလို့မနိုင်အောင်ကိုများပြနေရင်းနဲ့ပဲစစ်ကောင်စီဘက်ကနောက်ပြန်ဆုတ်ပြေးနေရတဲ့အခြေအနေတွေလည်းဖြစ်နေတယ်လို့ဆိုပါတယ်လက်ရှိအဲ့ဒီတိုက်ပွဲတွေအတွင်းအာရကတတော် A နဲ့ PDF ပူပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲစစ်ကောင်စီဘက်ကသေတဲ့သူတွေကိုထဲ့မတွက်သေးပဲဒဏ်ရာရတဲ့သူတွေနဲ့တင်အရေးအတွက်ဟာတော်တော်ကိုများနေတဲ့အတွက်ဈေးရုံတော့မလောက်တော့ပဲအခုဆိုရင်ပြည်ဒက္ကဆာနဲ့မြို့တော်ခမ်းမတွင်မှာပါယာယီဈေးရုံတွေဖွင့်လှစ်ထားရပြီးဒဏ်ရာရသူတို့စစ်သားတွေကိုကုသနေရတယ်လို့အဲ့ဒီနေရာတွေမှာလည်းဒဏ်ရာရစစ်သားတွေရဲ့ဂဒင်းတွေဟာပြည့်ကျက်နေပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလည်းတင်းတိုင်းတိုင်းတဝဲမြို့နယ်ကနေဘိတ်ဘက်ကိုငွေဆက်ကူတစ်တာတွေနဲ့အတူအကြက်ဖက်စစ်ကောင်စီတပ်သားတွေပါလိုက်ပါလာတဲ့ဆက်လီကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအယောက်20ဝန်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဆက်လီလည်း RPG ထိမှန်ပြီးမိလောင်ပျက်စီးသွားတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ညပိုင်းမှာပဲတဝဲမြို့နယ်ကနေဘိတ်ဘက်ကိုငွေဆက်ကူတစ်တာတွေနဲ့အတူအကြက်ဖက်စစ်ကောင်စီတပ်သားတွေရောစစ်မှုထမ်းဟောင်းတွေအပြင်ဗန်မန်နေဂျာနဲ့ဗန်ဝင်တန်း2ဦးပါပါတယ်ဆက်လီတစည်းစုံစင်းလာတာကိုကြိုတင်သိရှိထားတဲ့တော်လန်ကြီးပူပေါင်းတပ်တွေကတဝဲမြစ်ကြောင်းအတိုင်းကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဒေါ်လာရေးပူပေါင်းတပ်တွေရဲ့ဗတ်ပေါင်းစုံကနေညှက်ပိတ်ပြီးပစ်ခတ်မှုတွေကြားမှာငွေဆက်ကူတစ်တာတွေတင်လာတဲ့ဆက်လီပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအယောက်20ဝန်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဆက်လီပါ RPG ထိမှန်ပြီးမိလောင်ပျက်စီးသွားတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မိလောင်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဆက်လီကိုတဝဲနဲ့ကြောင်းနီမော်အကြားမှာရပ်ထားပြီးဆက်လီပေါ်ကသေသွားတဲ့စစ်သားမသားအလောင်းတွေကိုလာရောက်တဲထုတ်သွားရမှာစစ်သားအလောင်း20ဝန်းကျင်ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်မှာလူငယ်တွေကိုအတရားဓမ္မပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့ပြူစောတိခေါင်းဆောင်ကျော်ဆန်းဝင်းဆိုသူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသေသွားပြီလို့ပုပ်ပါ PPGF တပ်ဖွဲ့ရဲ့ရဲဘော်ဗျက်တပ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မတ်လ10ရက်နေ့ကပဲကြောက်ပတောင်းမြို့နယ်ပုပ်ပါမှာအခြေစိုက်ထားတဲ့အကြံဖက်စကောင်စီရဲ့အမှတ်88ခြေလင်းတရင်ကနေလူငယ်တွေကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစောတိခေါင်းဆောင်ကျော်ဆန်းဝင်းဆိုသူထွက်လာတဲ့အချိန်လမ်းပိုင်းတနေရာအရောက်မှာပဲတော်လိုင်းရဲဘော်တွေကပြစ်ခတ်ရှင်းလင်းရမှာနေရာမှာတင်ပွဲသမီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီပြူစောတိခေါင်းဆောင်ကျော်ဆန်းဝင်းဆိုတဲ့သူဟာစစ်တပ်အမာခံထောက်ခံတဲ့သူဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပေးတာတွေမတရားငွေညှစ်တောင်းရမ်းတာတွေအပြင်တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့သူတွေကိုလည်းစစ်တပ်ခေါ်ဖမ်းဆီးခိုင်းတာတွေလုပ်နေရုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုပါနှီးမျိုးစုံဖိနှိပ်ချင်းချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့ပုပ်ပါ PPGF တပ်ဖွဲ့ရဲ့ရဲဘော်ဗျက်တာကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မွန်ပြည်နယ်ရဲမြို့နယ်ကကွန်ဒူးကျေးရွာထိပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကင်းဘုံစကန်ကိုရေဘလူအဖွဲ့ကတွားရောက်တက်ခတ်တဲ့အချိန်ကင်းဘုံဝင်နေတဲ့စစ်ကောင်စီတပ်သားတွေဟာဂိတ်စကန်ကနေအကုန်လုံးထွက်ပြေးသွားကြတယ်လို့ရေဘလူအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲရင်းမြို့နယ်ကကွန်ဒူးကျေးရွာထိပ်မှာပြည်သူတွေဖြတ်တန်းသွားလာနေတဲ့လမ်းကိုပိတ်ချပြီးကင်းမုံစခန်းချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုရေဘလူအဖွဲ့ကတွားရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီချိန်ကင်းမုံစခန်းချထားတဲ့စစ်ကောင်စီတပ်သားတွေဟာရေဘလူအဖွဲ့လာတာနဲ့စခန်းကိုထားခဲ့ပြီးသူတို့ရဲ့စစ်ယူနီဖောင်းတော့မယူနိုင်မဲ့အကုန်လုံးထွက်ပြေးသွားကြတဲ့အတွက်အဲ့ဒီမှာလမ်းပိတ်ပြီးစခန်းချထားတဲ့သူတို့စစ်တပ်ကင်းမုံဂိတ်ကိုပါမိရှို့ရှင်းလင်းခဲ့တယ်လို့ရေဘလူအဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့
အချမ်းဖတ်စစ်ကောင်စီတပ်ကဗမော်မြို့နယ်ကလေးဝမြို့နယ်တွေမှာအရသာပြည်သူတွေရှိရနေရတွေကိုရည်ရွယ်ချက်ရှိလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်3ဦးအပါအဝင်ပြည်သူ9ဦးတက်မနဲ့ဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ကချင်ပြည်နယ်ကဗမော်မြို့မှာတော့ KIP တဲ့ပူပေါင်းတပ်တွေဟာဗမော်မြို့သိမ်းတိုက်ပွဲကိုအပြင်းထန်ဆင်နွှဲနေတဲ့အချိန်အထိနာနေတဲ့အချမ်းဖတ်စစ်ကောင်စီတပ်ဟာမတ်လ6ရက်နေ့ကပဲဘာမှမဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရာစင်ကုန်းရက်ကွက်ကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ကလေးငယ်2ဦးပြင်းထန်ဒဏ်ရာတွေရထားတယ်လို့စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။တစ်ဖက်ကကလေးဝမြို့နယ်မှာလည်းမတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲရသပြည်သူတွေနေထိုင်ရမထုလေးကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်အဲ့ဒီမှာလည်းကလေးငယ်2ဦးအပါအဝင်ပြည်သူ4ဦးပြင်းထန်ဒဏ်ရာတွေရထားသေးတယ်လို့သိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရန်ခစ်တစ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ